Cool. London St. Pancras train station နဲ့စပြီးတော့ဟိုဟာတခြားထွက်လာပါတယ်အဲ့စုပေါင်းစီးတဲ့ကြာညချင်းကြီး9နိုင်တောင်ကြာတယ်ညမှာသူကဘူတာဒီကူကရှမ်းတယ်ပေါ့ပထမဘူတာကရင်တစ်ပြီးတော့နောက်တစ်ခုကကျတော့ Belgian နိုင်ငံ French မှာတစ်ခါညတယ်အဲ့ဒါပြီးတော့ညတနက်တဲ့အခါမှာနှစ်မျိုးပေါ့ပထမတစ်မျိုးကတော့ဘူတာတန်နောက်တစ်မျိုးကတော့ Constantineအဲ့ဒါရှောင်းရှုခဲ့နေရမှာပဲယူနေတာကြောက်ပြီးဆိုတိုက်ဒီထားရင်ရတယ်ပေါ့ပြီးတော့နောက်ပိုင်းတော့အဲ့ဝိညာဉ်ပိုင်းရှုပေးရလားကြာတင်9စနစ်နဲ့အန်တဲ့ပြင်းရပါအဲ့ဒါရှောင်းမှာရှုပေးနေကြည့်သွားရင်လည်းဒီစီနာနေပေါင်းရတယ်ဟာရထားဖို့ကိုစားတော့တယ်တင်သွားလို့ရတယ်တောက်ရှာပါလူကတော့ sandwich တို့ဒီတို့တင်သွားတာပေါ့တထောင်းပေါင်ဝင်တော့ရတယ်အမေစီရောနေချိလာဝိလေးချိန်ဝိကားတော့ကတထုံးပုံကျက်တလောက်လေးချိန်ကီလို limit မရှိတင်လို့ရတယ်အဲ့ဒါမကောင်းအဲ့တော့တဲ့နိုင်ဘလောက်ပေါ့တထုံးပုံ maximum မထုံးဆိုင်ကျက်တော့ပဲဝိကား limit မရှိဘယ်ခုဒါတော့ဖတ်တတဲ့ညနေကောင်မှာဒီတိုင်းရောက်ပါဘူး။ဒီနေ့ကောင်နဲ့မှချင်းကျော်လို့ပေါ်တယ်တော့ဒီကောင်တပူတာထက်ရှိရမယ်။ရထားရလို့ပေါ့။မချက်ရထား။ပောက်ထက်လည်းရှိတယ်။ပေါ်တက်လည်းရှိတယ်။ဒီခုလုံးကမန်နေနဲ့ကပြီးတော့ထဲရဲ့ဒီမှာလူရလောက်ထားစီးတော့ကတော့ကောင်းတယ်။မစည်းရနဲ့ကြည့်တယ်။လုံးမဟုတ်ပဲနဲ့စစ်သားနေတဲ့ဆို tram ဆိုတဲ့ဟာလေးတွေယူရကောင်ပတ်ရှိတယ်။ဒါတော့ပူကြတော့ပေါ့ဒီရထားတဲ့ဆိုတော့တပူထားပဲနိုင်ခွာလောက်ချတယ်ဒီကောင်ကတော့ဆယ်ဝက်လောက်ဝင်ကြခုဒါကတော့ဒီမျိုးပဲဟိုတဲ့အခန်းကိုရောက်လာဖြစ်သွားတယ်ဒါတဲ့ကင်းပိုင်းဟိုတဲ့အားတဲ့ညကိုဘူးစဲလောက်ပြရခန်းတော့တက်မှာဒီလိုပဲနေတာတွဲရနေဒါတော့လုံးနေတယ် Amsterdam မြို့လေတော့နေမှာလက်ရှောက်နေတာပေါ့ဟိုကထူကြချက်ကတော့ Amsterdam မြို့လေပေါင်းမှာဒူမြောင်းလေကန်တယ်အများကြီးရှိတယ်ပြီးတော့စပိန်နေတဲ့လူစပိန်မြို့တော့သူပြင်စားပြီးခေါ်ကြတယ်ပေါ့စပိန်နေတဲ့နေရာတွေကစပိန်တိုင်းနေပြီးတဲ့ရှိတယ်ဒါတော့ရှောက်ကြီးပြီးတော့နေဖို့ပေါင်းတယ်ဟဲ့တခုထူကြတာအဲ့ဒူတော့နေမှာကြီးလိုက်မဆိုရင်တင်တော်စီပေါ့အဲ့တော့နေကကျွန်တော်ဒီလေးကနေကြတယ်သူကပြတ်တော့ပါဒီကိုအိမ်သားနဲ့ရုပ်ပလဲလို့ဝင်နေကြတာတူအောင်ရှင်းကြဖို့ကောင်းတယ်ခုနကကျွန်တော်ပြောပြလို့ပဲဒီမှာကြည့်လိုက်မယ်ဆိုရင်အဲ့တို့လေးတွေအများကြီးပဲကြတာအဲ့ကလေးတွေကတကယ် proper နေတဲ့အိမ်တွေပေါ့
အိမ်မှာလူနေကြတာတဲ့မှာဒီနေ့မှာတီခန်းရေပင်တာတို့မရှိဘဲနဲ့ဖုန်းပါတီအောင်တော့ကြီးပဲဒီတစ်ခုဆိုရင်ပေါ်မှာမြခင်းနေတော့စိုက်ထားတယ်ဒီတရားဆိုရင်ဒါတော့ကားတိတိလေးနှစ်ယောက်စီတဲ့ခိုင်ချစ်ရှာရတယ်။ရားလေးတက်ဖို့လိုက်တာ။နိုင်တော့တစီ။မြေတော့လက်ဆိုင်နေမှာဒီကျူလစ်တင်းနေကြောင်းနဲ့စီတိုင်းပေါ့စီတစ်ချက်တော့ကျူလစ်ချက်ပွင့်နေတင်းနေအစီလို့အဲ့ဒါရောက်လာတော့ငါကချင်းရဒီကျမလာတော့အဲ့ဒီနဲ့ချင်းဘူးတော့လို့တိုင်းကြီးနေတော့မတွေ့ရဘူးရှိဘူးတင်းကြီးနေတယ်ဆိုင်ကြီးတွေမှာပဲကြောက်ကျွန်တော်လည်းဘာလို့ဘာတိုင်းဒီမှာဆိုင်ကြီးကျူလစ်စတန်ကြီးနေမှာကြောင်းစုံလဲအဲ့ဒီဘက်မှာခောက်ပြနိုင်ပြီပါတော့မှာအဲ့ဒါမှမင်းအဲ့ချင်းသွားနိုင်တော့ကောင်းဆုံးတော့ဒီကဒီကျင်းပါတော့လာလိုက်တာပြီးတယ်ပြည်တယ်တဲ့ပွင့်နေမချိလာဒီစီရီဝင်တောင်းကြရဲ့ရစတဲ့ချစ်စ်အဲ့ဒီလိုကြီးကြီးပဲစတယ်လို့ကြတော့ပြီးတော့ထင်းနေတယ်ဒီကကြီးအောင်မှာချစ်စ်ရဲ့အပြင်မျိုးတော့ပြင်းနေအဲ့ဘွယ်ပြီးတဲ့ဆိုင်လို့ရတယ်ဟုတ်ကဲ့ကြီးတယ်တော့ဒါကဘူးလေတော့မှာစီးရတာလည်းတော့ပြီးထားတော့ကလေးယူစီလိုက်တော့မှစီးလို့ရစီးခြင်းလည်းဘယ်နဲ့ငားပြီးတော့ဒီကငါးယူတာပစိယူနေတရားအနည်းပဲတော့ဒီတော့ပါကြမ်းငါတူကဖက်စီနုံပေါ့အနည်းလေတော့ဒီကတော့စီကားရဲ့ဒါမှခါပြီးတဲ့စောင်းရင်းပြီးစမှာချင်းခုကျွန်တော်တို့ကန်နယ်ပြမှာဒါတင်မောစီရောမှာအဲ့ကန်နယ်မှာသွားနေတဲ့စီရရှုခင်းအားလိုက်မဟုတ်စီးတော့ကောင်းပါတယ်ပြောက်ကို20လားပြရ Et il est décoré avec des scènes de l'histoire de la navigation, comme les voyages de la Compagnie des Indes orientales. Il a maintenant été transformé en hôtel de luxe. On the left-hand side, you see a lovely floating Chinese restaurant, Sea Palace. Sea Palace used to have a capacity for 950 people. But when it was opened, 950 people came on board and it started to sink. People seriously had to jump off. How did this happen? Well, it was designed, of course, in People's Republic China, and it counted on 950 Chinese people. And yes, Dutch people are a little bit more taller, so yeah, now. Het is moeilijk ons voor te stellen hoe deze die de eeuwiggrote bedrijvigheid heerst bij het laden en lossen van de schepen van de West- en Oost-Indische compagnieën die hier zeilen. De kerk zet zich vooral in voor de zwakkeren uit de stad en speelt een belangrijke rol voor de bewoners in de binnenstad. To your right is the Basilica of St. Nicholas.
The church was named after the patron saint of Amsterdam, St. Nicholas. It devotes itself. So, people on the left-hand side, you are lucky because you have a wonderful view on 17th century buildings. Look, the step cable, lovely house over there. I guess that's why you came to Amsterdam. There's lovely facets, yes. It's nice. I'm so sorry for the people on the right-hand side because they have a look at their ugly, shitty hall. How did it came so far? Because once there were beautiful 17th century buildings over here, but the city council thought, we need a new city hall, and people would love it when we put a modern building in the oldest part of the city. You heard me right, eh? There are lots of demonstrations against this building, and even now, we still don't call this building a city hall. We call it a shitty hall. Này, xì bìa này màu mì trong này, nè, này, người ta muốn cái đi trong này nhà này, đưa lại vào này. Now the floor, number 2, you like just with the whole. Yeah, she the out of the searching a job market, then it's here. Asian. Hey, my excited to go so you had to take that with me. Hello. Then Dala, the near to about it. Now, soon me, I could have it say, cannabis, I see up. Yeah, we do it down there, Simon.